ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာအခု15ချိန်အတွက်ကျွန်တော်2025ခုနှစ်ထဲက6ပါတော့ကဏ္ဍတစ်ခုကိုရွှေ့ပြီးမှကစားမှာဖြစ်တယ်ပေါ့နော်ဒီစနစ်ကလေးကိုကျွန်တော်တို့လေ့လာခံမှန်းကြည့်လျအောင်ပေါ့နော်ကဲကြည့်အောင်ဟောဒီ2022 23 24 25ဆိုရဲ4နှစ်ဇက်တိုက်ပေါ့နော်တစ်ချိန်နေမှာ6ပိတ်4နှစ်ဇက်တိုက်ကစားထားပါတယ်ဟောဒီ6ပိတ်4နှစ်ဇက်တိုက်ကစားထားပါတယ်အဲ့ဒီ6ပိတ်တွေကြောင့်ပဲတဲ့အဲ့ပထမ6ပိတ်ကြားတဲ့နှစ်ထဲရပါတော့6ပါတော့ကဏ္ဍတစ်ခွက်တည်းတဲ့သူ့နောက်နှစ်ကိုလိုက်ရွှေ့တယ်အဲ့ကဏ္ဍလေးဘေကဏ္ဍလေးဆိုရင်ဟောဒီ3993ဆိုတဲ့ကဏ္ဍလေးပေါ့နော်သူ့မှာလည်းစနစ်ပါနော်ဘေကဏ္ဍရွှေ့ရတယ်ဇာလေးကိုတော့ကျွန်တော်မပြောတော့ဘူးတိုးတော့လေဒီကဏ္ဍလေးက3993ဆိုတဲ့ကဏ္ဍလေးဒီသူ့ရဲ့နောက်နှစ်ကိုရွှေ့တယ်တဲ့ပထမ6ပိတ်ကြားတဲ့6ပါတော့ကဏ္ဍကဲဒီမှာပေါ့နော်93လို့သူကရွှေ့တယ်တဲ့ဒါပထမကပ်ပေါ့နော်သူရွှေ့တော့မယ်ဆိုရင်ရှေ့ပေါင်း3ညရဲ့ဇောင်းကိုရွှေ့တယ်ဟုတ်ပြီနော်ဒါပထမကဒုတိယက6ပိတ်ကြထားတဲ့အတွက်တဲ့6ပါတော့ကဏ္ဍကိုဘေကဏ္ဍလေးဆိုရင်ဟောဒီ9396ဆိုတဲ့ကဏ္ဍလေးဒီသူ့ရဲ့နောက်နှစ်ကိုရွှေ့တယ်ပေါ့နော်ဒီမှာ690လို့ရွှေ့တယ်တဲ့9396ဒီ690လို့ရွှေ့တယ်သူရွှေ့တော့မယ်ဆိုရင်ပထမကရှေ့ပေါင်း3ညဒုတိယကရှေ့ပေါင်း1တဲ့ကဲဇောင်းကိုရွှေ့တယ်တဲ့နော်ရှေ့ပေါင်း1ကဇောင်းကိုရွှေ့ပါတယ်တဲ့ကဲတတိယပေါ့နော်ဟောဒီ6ပိတ်ကြထားတဲ့နှစ်ထဲက6ပါတော့ကဏ္ဍဘေကဏ္ဍလေးဆိုရင်ဟောဒီ998ပေါ့နော်6ပါတော့998ဆိုတဲ့ကဏ္ဍလေးဒီမနှစ်ကကျွန်တော်ရွှေ့ခဲ့တယ်ပေါ့နော်ဒီမှာ895လို့23ချိန်မှာရွှေ့ကစားခဲ့တာပေါ့နော်ဒီနာ895ပေါ့နော်သူကစားတော့မယ်ဆိုရင်ရှေ့ပေါင်း2ကဇောင်းကိုရွှေ့ကစားတာတဲ့ဟုတ်ပြီနော်ဒီမှာ843ဆိုရှေ့ပေါင်း2ကဇောင်းကိုရွှေ့ကစားတာပထမကဒီ6ပါတော့ကဏ္ဍဒီရှေ့ပေါင်း3ညရဲ့ဇောင်းဒုတိယကရှေ့ပေါင်း1ကဇောင်းကဲတတိယကတော့ရှေ့ပေါင်း2ကဇောင်းကိုဒီမှာ998ဒီ895လို့ဒီမှာကစားခဲ့ပြီတဲ့တတိယကကဲနောက်ဆုံးဒီမှာ6ပိတ်ကြတဲ့နှစ်ထဲက6ပါတော့ကဏ္ဍဆိုတော့ကျွန်တော်တို့ကဟောဒီ894ရစကြပါ894ပေါ့နော်894ရယ်3396ရယ်ဟောဒီ392ကဲပြီးလို့ရှိရင်ပေါ့နော်ဒီ998ကဲ696ကဲ898ကဲပြီးလို့ရှိရင်895ရယ်ပေါ့နော်ကဲဒီကဏ္ဍတစ်ခုဒီကျွန်တော်2026ထဲကိုရွှေ့ရမှာပေါ့နော်ကဲကျွန်တော်မှာတော့ဒီထဲမှာတော့ပေါ့နော်ကျွန်တော်အနေနဲ့ဘေကဏ္ဍရွှေ့ရမယ်စနစ်ပါတဲ့အတွက်ကျွန်တော်တို့အနေနဲ့တစ်ခွက်ထဲကင်မယ်ပေါ့နော်ကဲ6ပါတော့ကဏ္ဍလေးပေါ့နော်ရွှေ့လိုက်မယ်ပေါ့နော်ကဲအဲ့နေရာမှာကဲပထမကတ်ကိုကျွန်တော်ပြန်ပြီးလေ့လာကြည့်မယ်ဟောဒီ3993ဒီတဲ့နောက်နှစ်ကိုရွှေ့တဲ့အချိန်မှာဒီမှာပေါ့နော်ကဲ9303လို့သူရွှေ့တယ်သူရွှေ့တော့ကျွန်တော်အထောက်ကပြောခဲ့ရင်နော်ရှေ့ပေါင်း3ညရဲ့ဇောင်းကိုကြတယ်ကဲသူ့ဘောခါတောင်လေးတစ်ချက်ပြန်စစ်ကြည့်မယ်ခါတောင်လုံးဒီတစ်ကဲခါတောင်လုံးဒီတစ်တယ်ပြန်မယ်3ညခါနဲ့တစ်ခါနဲ့အဲ့တစ်ကဲအောက်ကိုကြတယ်ပထမကဒုတိယကကျတော့ခါတောင်လုံးဒီ3ညတယ်တစ်တပွန်းရောက်တယ်3ညရဲ့အောက်ကိုကြတယ်ဒီမှာ690ဒီနော်9396ဒီ690လို့ဒီမှာကြတယ်ကဲတတိယကကျတော့ဒီမှာ3ညတဲ့တပွန်းရောက်တယ်6တယ်ဗျဒီမှာ4ခါနဲ့5ခါရဲ့အောက်ကို895လို့ကြခဲ့တာပေါ့နော်တတိယကကတော့ကိုပထမက1ဒုတိယက3ညပေါ့နော်3ညတဲ့တပွန်းရောက်တယ်ကိုဒီမှာစတုထကကတော့ဒီမှာ8လို့လာဖြစ်ပြီဗျဟုတ်ပြီနော်2တက်4ကတက်ခါနဲ့ဒီမှာပြီးခဲ့တဲ့4ခွန်9ကခွန်ခါနဲ့8လို့ဖြစ်တယ်8ကအောက်မှာလဲကြာမယ်ပေါ့နော်အဲ့ဆိုကျွန်တော်တို့ရှေ့ပေါင်း3ပထမကရှေ့ပေါင်း3ညဒုတိယကရှေ့ပေါင်း1တတိယကရှေ့ပေါင်း2စတုထကရှေ့ပေါင်း3ရှေ့ပေါင်း3ရဲ့ဇောင်းမှာလဲဖြစ်ရမယ်ဒီချိန်ပဲရှိရပါတော့15ချိန်ဒီချိန်ပဲရှိရှေ့ပေါင်း3ဒီနောက်ထပ်မရှိတော့ဘူးရှေ့ပေါင်း3နေမရှိတော့ဘူးနော်ဒါနောက်ဆုံးချိန်ပေါ့နော်ရှေ့ပေါင်း3ရဲ့ဇောင်းမှာ9ပါတော့ခဏဆိုဒီကဏ္ဍမရှိတော့တယ်ဟုတ်ပြီနော်အဲ့ဆိုတော့ခါတောင်နဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်လေခါတောင်တက်ခါတောင်3ညခါတောင်9ခါတောင်8ဆိုတဲ့ကဏ္ဍဒီနေရာမှာတစ်ထပ်ထက်ကြနေအဲ့ဆိုကျွန်တော်15ချိန်မှာ9ပါတော့ကဏ္ဍတစ်ခွက်ကိုကစားမယ်ပေါ့နော်ကဲဘယ်ကဏ္ဍလေးလဲဆိုတာကျွန်တော်ခုနပြောခဲ့ပြီပေါ့နော်အဲ့ဒါမှထိုင်လေးနဲ့ကျွန်တော်ရွေးပြပါမယ်ပေါ့ဒါမှလည်းအကွက်ကျုံသွားမှာကဲကြည့်မယ်ဘယ်လိုလေးထိုင်မယ်လဲဆိုရင်ねဟောဒီ3ပိတ်ခွန်ထိတ်8ပိတ်3ခွင်8ဒီ8တယ်အဲ့ဒီ8မိုးတဲ့ဟောဒီထိတ်တုံးလုံးဒီပြန်8တယ်ဒီမှာ8 2ဒီ8တယ်ဟုတ်ပြီနော်2တက်လေးလို့ကြာတာနော်2ထိတ်ဟောဒီထိတ်တုံးလုံးဒီ8တယ်ဗျ3ခွင်8ဒီ8မိုး8 2ဒီ8ပါတဲ့နောက်ထပ်2 4 2ပေါ့နော်ပိတ်ထိတ်ပိတ်ပေါ့နော်2 4 2ဒီ8တယ်ဒီမှာ2ပိတ်4ထိတ်2ပိတ်ပေါ့နော်2 4 2ဒီ8မိုးတဲ့ဒီမှာ6 8 4ဒီက8တယ်ဒီမှာနော်6ထိတ်8ထိတ်ဒီမှာ4ခွန်9ဆိုတော့4ထိတ်ပေါ့နော်6 8 4ဒီ8ပါကဲနောက်ထပ်ဒီမှာ
8နှစ်8ပြန်လာဖြစ်တယ်မှာနော်ဒီမှာနော်8ပိတ်8ထိပ်2ပိတ်8ရက်နေ့8မို့ကျွန်တော်တို့က8လို့ပြန်ဖြစ်အောင်မယ်ဆိုရင်ဒီမှာ6ထိပ်ရှိတယ်ဒီမှာ3ထိပ်ရှိတယ်9ထိပ်မှာကျွန်တော်တို့8လို့ဖြစ်မှာပေါ့နော်အဲဆိုကျွန်တော်တို့9ထိပ်ကလေးနဲ့ကင်ပြီးမှကစားမယ်ခုနကဏ္ဍတွေကိုပေါ့နော်အဲဆိုတော့ဘယ်ကဏ္ဍတွေဖြစ်မလဲဆိုလို့ရှိရင်တဲ့ဟောဒီဆက်ကွက်လိုက်ဆက်ကွက်12ကွက်ပေါ့နော်9ထိပ်နဲ့648 984ပေါ့နော်933 930ပြီးလို့ရှိရင်9ခွန်8 98ခွန်966 988ပေါ့နော်985 958 932 923ဆိုတဲ့ကဏ္ဍဒီ12ကွက်ကိုရတယ်ပေါ့နော်ကျွန်တော်အနေနဲ့တော့ဒီထဲမှာကျွန်တော်ရဲ့မူကဘေကနန်းရွှေ့ရမယ်ဆိုရင်မူပါတာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့တစ်ခွက်ကောင်းကိုကျွန်တော်မိတ်ဆွေတွေကိုချပေးမှဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့အဲဆိုကျွန်တော်ဒီနေ့ပြောခဲ့တာဒီနှစ်ဦးမှာ6ပိတ်4နှစ်စတိုက်ကြခဲ့တဲ့အတွက်6ပါတော့ကဏ္ဍကဒီသူ့ရဲ့နောက်နှစ်ကိုလိုက်ထွက်တယ်ပေါ့နော်ပထမကမှာ3ညရဲ့ဇောင်းကိုထွက်တယ်ဒုတိယက1ကဇောင်းကိုထွက်တယ်ရှီပေါင်းလေးပေါ့နော်ရှီပေါင်း3ညရဲ့ဇောင်းရှီပေါင်း1ကဇောင်းတတိယကရှီပေါင်း2ကဇောင်းစတုတ္တကကျွန်တော်ရှီပေါင်း3ဒီချိန်ပဲရှိတယ်ဒီဇောင်းပေါ့နော်15ချိန်ဟုတ်ပြီခါတောင်နဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ခါတောင်1ကအောက်ကိုကျတယ်ဒုတိယကခါတောင်3ညရဲ့အောက်ကိုကျတယ်တပွင့်ရော့တာဒီတတိယကခါတောင်9ရဲ့အောက်ကိုပေါ့နော်တစ်ပြီးတော့3ညပြီးတော့9ပြီးတော့8လို့ဒီမှာလာဖြစ်ပြီပေါ့နော်2တက်4နဲ့4ခွန်9ဆိုတော့တက်ခါခွန်ခါ8လို့အောက်ဒီချိန်ပေါ့နော်15ချိန်ဒီချိန်မှာကျွန်တော်အနေနဲ့ဟောဒီခုနကကျွန်တော်ပြောခဲ့တဲ့6ပါတော့2025ရဲက6ထိပ်နဲ့ပြန်ကြတဲ့ကွက်ကောင်းကိုကစားပါမယ်ဆိုကြောင့်မိတ်ဆွေများကိုအတိပြပြောကြရင်ပေါ့နော်ကျွန်တော်အနေနဲ့6ထိပ်ကလေးကိုလည်းထိုင်ပေးလိုက်ပြီဟုတ်ကဲ့စိတ်ဝင်စားမိတ်ဆွေများဟောဒီ12ကွက်လုံးထိုးပေါ့နော်ပဋိတ်တွေရတဲ့သူကတော့တစ်ခွက်ထဲထိုးပေါ့နော်ကျွန်တော်အနေနဲ့မိတ်ဆွေတွေကိုမူကဘေးကွက်ရွှေ့ရမယ်ဆိုရင်မူပါတာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့တစ်ခွက်ကောင်းကိုပဲမိတ်ဆွေများကိုရွေးချယ်ပေးပါမယ်ဆိုကြောင့်အတိပြပြောကြရင်ဟုတ်ကဲ့အားလုံးပဲ good luck ကံကောင်းနေကြပါစေခင်ဗျ